စကလုံးလေးတစ်ခုဆိုတာအတွက်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်သွားလေဆိုတော့ဆိုတာတဲ့ဖြစ်သမျှအရာတိုင်းကအကြောင်းရင်းခံရှိတယ်တဲ့အကြောင်းရှိလို့အကျိုးရှိတာပေါ့အကြောင်းမရှိဘဲနဲ့ဖြစ်လာတာတခုမှမရှိဘူးတဲ့အခုဖြစ်နေတဲ့အရာတွေအကုန်လုံးကလည်းတဘာဝတရားပဲတဲ့ဒီဆရာကြီးပြောတဲ့တဘာဝပဲဆိုတဲ့အရာအရန်ကိုဆိုတာအတွက်အလင်းတန်းလေးတစ်ခုတွေ့တယ်လို့ဆိုတာခံစားရတယ်ဆိုတာတန်ဖို့အထားရဆုံးအရာဖြစ်တဲ့ဒီပညာရက်ကိုဒီအခုတကြံတရားစခန်းမှာလာဝင်နေရပဲဖြစ်ပါတယ်အခုဆိုတာဝင်တာဆိုရင်3နှစ်ရှိသွားပါပြီဆိုတာတင်တဲ့အချိန်မှာလည်းတကယ်ဆရာမတွေကလည်းအရန်ကိုတော်တယ်စေတနာလည်းအရန်ပါတယ်ဆိုတာတို့လူငယ်တွေကိုလည်းတေချာဂရုတစိုက်တင်ပေးတယ်လို့လူတန်းစားမရွေးတင်ပေးရပေါ့နော်ပြီးတော့ဒီမှာလာတာရိတ်တာနဲ့တာမတူတကယ်ကိုဘယ်လိုလဲမေတ္တာစေတနာတွေနဲ့ပြည့်နေတဲ့နေရာလို့ဆိုတာခံစားရတယ်အိတ်ခမ်းနေဆိုလို့ရှင်လည်းတေချာစီစဉ်ပေးထားတယ်ဒီရိတ်တာမှာဆိုလို့ရှင်လည်းဆရာကြီးရဲ့မေတ္တာစေတနာတွေဘလောက်ကြီးမားလဲလူတွေအတွက်ဘလောက်လုပ်ပေးထားလဲဆိုတာမြင်သာရတယ်ပေါ့နော်ဒီရဲ့ရှုခင်းတွေကလည်းအရန်စိတ်ချမ်းသာဖို့ကောင်းတယ်စားတဲ့နေရာနေတဲ့နေရာတွေလည်းအကုန်လုံးအရန်ကိုမှပြီးပြည့်စုံလုံးပါတယ်ပြီးတော့တရားစခန်းလေးနဲ့တော့အရန်မတူတဲ့အဲ့လို group discussion လေးတွေအဲ့လိုပြောပါလောက်ခွင့်ရရပေါ့နော်ဆရာကြီးရဲ့ယူရချက်ကဒီလိုလှုပ်လိုက်ခြင်းအဖြစ်ပို့ပြီးတော့မမိအောင်ဘဝမှာတကယ်လက်တွေ့အသုံးချနိုင်အောင်အဲ့တော့အခုဆရာကြီးတင်တဲ့ဟာဆိုရင်ဒီမှာတင်ပေးတဲ့ဟာတကယ်လက်တွေ့မှာလည်းတွားပြီးတော့တကယ်အသုံးချနိုင်ပါတယ်အသက်မွေးဝမ်းကြောင်းပညာတော်မှာဆိုတော့လိလာနေတယ်ဒီရဲ့စိတ်အေးချမ်းမှုပညာခါကျော်ဆိုတော့ဆရာရှာရကောင်းမှန်းဆိုတော့မသိခဲ့ဘူးပေါ့နော်အခုဆိုလို့ရှိရင်လည်းတင်ပေးမဲ့ဆရာကောင်းတမားကောင်းဆရာကြီးဒေါက်တာဦးစိုးလွင်ကလည်းရှိရပေါ့နော်ဆိုတော့လူတွေကိုနားလည်အောင်တင်ပေးနိုင်တဲ့လမ်းပြနိုင်တဲ့ဆရာကောင်းကိုရှိမှရောက်နေတာကိုရဲ့အထူးအခွင့်အရေးလေးပါအဲ့တော့ဆိုတော့ကြည့်နေတဲ့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်လူလက်တွေပဲဖြစ်ဖြစ်ဒီစိတ်ပညာဆိုတာကြီးတယ်ငယ်တယ်နဲ့မဆိုင်ပါဘူးစောလိလာရင်စောအေးချမ်းတယ်ဆိုရဲဆိုတာပြောတဲ့အတိုင်းအားလုံးလိလာဖို့အတွက်ဆိုတာဖိတ်ခေါ်ပါတယ်အဲ့တော့ဆိုတာကြည့်နေတဲ့လူတွေလည်းဆိုတာလိုပဲအေးချမ်းတဲ့ပညာရက်ကိုသင်ယူနိုင်ကြပါစေလို့ဆိုတာအနေပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်